ဒီနေ့မှာတော့ကျမနဲ့ငါးဆောက်မှာဖြစ်ပါတယ်ကျမလိုအပ်တဲ့ပစ္စည်းလေးဒါကရွယ်လင်းဒါကငါဒါတော့စက်သွင်းဖြူငရုတ်တီတော့ဒါကြတော့ငါပေါ့နော်နနွန်းနဲ့စားနေနေထားတဲ့ဟာကျမအချင်းတက်လေးလိုချင်နေဆိုတော့ဒီစီဖြူတီလေးထည့်မှာဖြစ်ပါတယ်ကဲအရင်အဆုံးငါရေဆိုကြတော့စက်သွင်းဖြူလေးနော်ဒီအဆုံးနဲ့မလို့ရှိရင်တော့ကျမနဲ့ဆိုတော့ဒီလိုလုံးထည့်မှာဟုတ်ထည့်ပဲကဲဖလိုထည့်လို့ကျွားရည်ဒီရှင်တော့ဒီလိုမျိုးထည့်မှာဖြစ်ပါတယ်ဒီလိုမျိုးမိဖို့ထည့်ပြီးဆိုတော့ပုံမှန်လေးထည့်ပေးရမှာဖြစ်တယ်တစ်ဖက်တည်းဆိုတော့မိလောင်ဖို့တအားလွယ်တာဖြစ်တယ်အကြောင်း15မိနစ်ထားပြီးဆိုရင်ကျမတော့အချင်းလေးစိုက်တဲ့အတွက်ကြောင့်မလို့စီဖြူထီလေးထည့်ပါမယ်ပြီးတော့စားလေးနည်းနည်းပေါ်မထင်လို့စားလေးထပ်ထည့်ပါမယ်စားလို့ရပါရှင်ဒါတော့အရင်ဒါတော့กินထားရင်那波不要看，那哎不要。စားလို့ကောင်းတယ်啊，这个一样花。